အဲ့တော့ဟိုတနေ့ကဒီဆရာတို့တင်ထားတဲ့အကောင့်ပေါ်ကနေပြီးတော့ဖဲ3ချက်ကိုသင်ပေးပါဆိုတဲ့ပေးသက်တွေကိုပေါ့နော်ကျွန်တော်က1ရယ်ကင်းရယ်1ရယ်ဖဲလေးက3ချက်ရှိတယ်ပေါ့1ကင်း1အဲ့တော့ဟိုဖဲ3ချက်ဆိုတဲ့အတိုင်းပေးသက်ကဘာလို့အောင်လဲဆိုဒီဖဲလေးဟိုဆရာကဒီမှာဒီလိုလေးပေါက်ထားလိုက်ပေါ့ကင်းထိုးကြည့် ဟာခင်ဒါလေးပေါ့ ဟာကျွန်တော်တစ်ချက်ထပ်ကြတယ် ဟာခင်ဒါကွာဟာဆရာဘာလို့လုပ်နေရလဲဗျ ဘာလို့မှလဲကွာပွဲတွေလည်းနားရဲဆိုတော့ဒီလိုပေါ့ပညာရှိသတိဖြစ်ခဲ့ဆိုလိုပေါ့မေးတာလေးတွေဗာလေးတွေနောက်တစ်ခုကတို့လောက်ကလည်းမလုပ်ရင်9ရက်လောက်မလုပ်ရင်လက်တွေကအသားမကြတော့ဘူးလေနော်လက်တွေပြတ်သွားတော့ပြန်ပြီးတော့လေ့ကျင့်ရေးလေးတွေဆင်းတာဒါမျိုးလေးတွေပေါ့ကွာလောက်ရတာပေါ့ပြီးတော့ဒီမှာအင်္ဂလိပ်စာအုပ်တွေရှိတယ်ကွာဆရာမှာ ဟုတ်ကဲ့ဟုတ် ဒါဆရာက International Magic Association ပေါ့နိုင်ငံတကာ Magic အသင်းဝင်ထားတဲ့ခါကျတော့ဟိုအနောက်နိုင်ငံတွေကနေပြီးတော့မှဒါဆရာရဲ့ဆရာတွေကနေပြီးတော့ member ဖြစ်တဲ့ဆရာစီကိုဒီလိုစာအုပ်တွေပေါ့သူတို့ကတစ်လတစ်ခါပေါ့ကွာဆရာကဒါစာရိုက်ကြီးကနေတစ်ဆင့်ပို့ပြီးတော့သူတို့ present ပေးတယ်ပေါ့နော်ဆရာ member ကြီးလည်းတွင်းထားတာဆိုအဲ့တော့ဒါလေးတွေကလည်းပြန်ဖတ်ရတယ်တချို့ဆိုလည်းကိုမသိတဲ့နီးစနစ်အသစ်ကလေးတွေပါတယ်တွေ့ရမလားဒီမှာလေးဆိုလို့ရှိရင် Rose and Rain Trick တွေ Myra နဲ့ကြည့်ပြီးတော့လေ့ကျင့်မှုတွေသူတို့စောင်းရရှောင်းရနေပေါ့ကွာဒီပြကွက်တွေကနေပြီးတော့မှရစေတဲ့ဘုသူဒ္ဓတွေဘာတွေရစေတယ်ဉာဏ်ရည်တွေဘလို့ကျွယ်ဝစေတယ်အဲ့လိုမျိုးသူတို့နိုင်ငံတွေမှာဒီလိုပြဋ္ဌာန်းချက်စာအုပ်တွေနဲ့အခုလို colorful ပေါ့နော် color စုံကျွေးဆက်ကူတွေနဲ့ဒါသူတို့ရဲ့ course တွေကဲဒါနောက်တော့ဆိုကြည့်နော်ဒါသူ့ရဲ့ပြကွက်ရဲ့ performance ဘိုင်းကိုသူက effect လို့ရေးထားတယ်နော် ဟုတ်ကဲ့ဗျာ ဒီဘက်မှာကပြကွက်ကိုသင်ပေးတဲ့အပိုင်းမှာဘာလို့ရေးထားလဲဆိုတော့ the method လို့ရေးထားတယ်ဟုတ်လား METHOD method ဟုတ်ကဲ့ method ဆိုတာသူ့ရဲ့နည်းပညာသူ့ရဲ့လုံထုံးလုံနည်းကိုသင်ပေးတာ no secret လျှို့ဝှက်ချက်လို့ရေးမထားဘူးလျှို့ဝှက်ချက်မဟုတ် ဟုတ်ကဲ့ဗျာဟာနဲ့ဆရာတာဆရာကိုမေးစရာတစ်ခုရှိသေးတယ်ဗျ မေးလေမမင်းမောင် သူများကြီးပြောနေရလေအချလောင်းဆိုတဲ့အရာနဲ့တားလို့ magic ပညာနဲ့ဘာဆိုင်လို့လဲဗျ အချက်လောက် ဟုတ်ကဲ့ဆရာ အေးမင်းမေးတော့လေပြောရတာဟောဆရာတို့ magic မှာတချို့လူတွေကနောက်သူလိုပြောင်းတယ်လို့ဗောအချက်လောက်ဘာညာလုပ်တယ်တကယ်တော့အချက်လောက်ဆိုတာကမြန်မာစကားလည်းမဟုတ် ညာ မြန်မာစကားလည်းမဟုတ်သလို magic နဲ့လည်းဘာမှမဆိုင် ဟောဟုတ် ဘယ်ရမလို့စဉ်သက်လာလဲဆိုတော့ကျောင်းနိုင်ငံမှာတစ်ချိန်တော့အင်္ဂလိပ်တွေအုပ်ချုပ်ခဲ့တယ်ဟော ဟုတ်ကဲ့ဗျာ အမေလည်းကြားဦးမှာအဲ့တော့အဲ့ဒီအင်္ဂလိပ်တွေအုပ်ချုပ်တဲ့အချိန်တုန်းကအိန္ဒိယကနေပါလာတဲ့စစ်တုံးမန်းတွေကနေတချို့အိန္ဒိယ magician တွေကနေသူတို့ဝမ်းရေးတွေအခါလေးကြာရင်သူကလမ်းဘေးမှာမြေဝိုင်းမှာသူတို့တက်ကျွမ်းတာလေးတွေပေါ့ကွာသူတို့လုတ်ပြရင်လည်းသူကဘယ်လိုပြလဲဆိုတော့ကလားစကားပေါ့ကွာကျောင်းဆိုရင်ဟောအောင်းဆိုရင်လာခဲ့ ဟော အဲ့တော့သူတို့ကဘယ်လိုဖိုက်ဆက်လေးတစ်ချက်ခိုင်းထားတယ်ဟဲ့ကျောင်း ဟာ သူတို့အာမေဒင်အော်တယ်အောင်း ဟာ အဲ့မှာလူတွေကလိုက်နားထောင်တယ်အဲ့မှာဘာတင်လဲဆိုဟဲ့ကျောင်းဆိုတာသွားဖို့ပြောတာဟဲ့ဆိုတာကတော့အာမေရိတန်ပေါ့ကွာဟဲ့ဆိုတော့တခုခုကို6လိုက်တဲ့အတန်မျိုးဟဲ့ကျောင်းဆိုတော့လူတွေကအိမ်ရောက်တော့အဲ့ဒါလေးတွေကိုကြားပြီးတော့အချက်လောင်းဆိုပြီးတော့မှအတန်တွက်တွေမှားပြီးပြောကြတယ်ဒါပေမဲ့တခုရှိတာကျတို့ဒီ international magic မှာကအမင်း David Copperfield တို့ Dynamo တို့နော် Chris Angel တို့မကြည့်ဘူးမှာပါ ကြည့်ဦးပါရအောင်ဆရာ ရထားတွေဖြောက်တယ်လေမြန်ကြီးတွေဖြောက်ပြတယ်လေဗာတွေရုပ်ထုတွေဖြောက်ပြတယ်ဘာဟာတာတွေရွတ်လဲ ဘာမှမပေါ့နော် ဒီလိုလေးလောရတာနဲ့ဖတ်သူပျောက်သွားတယ်တကယ်တော့ဒါအမှုပညာသိပ္ပံပညာပဲဘာခါတာမှမလို့တဲ့ဟာကိုသွားပြီးခါတာရွတ်နေတာကမှန်တော့သိတော့ဒိဗယ်မရှိဘူးပေါ့ကွာအဲ့တော့ဆရာတို့နိုင်ငံမှာတချို့လွဲနေတာရှိတယ်အချလောင်းဆိုတာကိုမသိရင်ဆရာတို့ဒီ magic ရဲ့ခါတာလို့ဘာလို့ဖြစ်နေတာပေါ့နော်အဲ့တော့ဒါပါပဲအဲ့တော့ ဟုတ်ကဲ့ဆရာ ဒီနေ့နေဦးကဆရာစီကိုဆရာတို့ဟိုရေတကောက်ကလေ cricket modi ဆိုပြီးတော့ဖဲ3ချက်ကစားနည်းလေးတင်ပေးတာမှတ်မိလား ဟောမှတ်မိတာဗောဆရာရဲ့ အဲ့မှာအဲ့ဖဲ3ချက်တင်နည်းလေးကိုတချို့ပေးသက်တွေကကွာတင်ပေးပါဆိုပြီးတော့သူကစိတ်ဝင်စားနေတော့ဆရာကဖဲ3ချက်လေးကိုတင်ပေးချင်တာ ဟုတ်ကဲ့ဆရာဟုတ်ကဲ့ ဒါပေမဲ့တင်ပေးတော့အခါကျတော့ဆရာတို့ပညာမနှမျောပါဘူးဘာလို့ဆရာရဲ့ရည်ရွယ်ချက်ကဆရာတို့နိုင်ငံမှာရှိတယ်ဒီ magician တွေတိုးပွားလာရမယ်တို့နိုင်ငံမှာ magician နည်းတယ် ဟုတ်တယ် ဟုတ်တယ်နော်အဲ့တော့အခုဆရာတို့ဒီလိုမျိုးဗီဒီယိုလေးတွေရိုက်ပြီးတော့တင်ဆက်တဲ့ magician ကတကယ်လည်းလက်ချိုးရည်လို့9ယောက်မရှိ ဟုတ်ကဲ့ နော်တနိုင်ငံလုံးမှာနော် ဟုတ် မြန်မာတပြည်လုံးမှာလက်ချိုးရည်လို့9ယောက်မရှိ ကဲ့ဆရာ အဲ့တော့ဟိုတနေ့ကဒီဆရာတို့တင်ထားတဲ့အကောင့်ပေါ်ကနေပြီးတော့ဖဲ3ချက်ကိုသင်ပေးပါဆိုတဲ့ပေးသက်တွေကိုပေါ့နော် ဟုတ်ကဲ့ သူတို့လည်းအရင်ဆုံးကျင့်ရမယ့်ဟာလေးကိုဆရာတို့အရင်သင်ပေးမယ်ပြီးတော့ဒါလေးရသွားပြီဆိုတော့မှနောက်ဆက်တွဲကျန်တာတွေကနောက်ဗီဒီယိုလေးမှာထပ်ပြီးတော့သင်ပေးမယ်ပေါ့နော် ဟုတ်ကဲ့ဗျာ ဟိုဒီမှာဆရာစီမှာဖဲ3ချက်ရှိတယ်ဟာ1ကင်း1တစ်နှစ်ချက်နဲ့ကင်းနဲ့ရှိတယ်ဖဲလေးက3ချက်ရှိတယ်ပေါ့1ကင်း1ပေါ့အဲ့တော့တို့ဖဲ3ချက်ဆိုတဲ့အတိုင်းပိတ်သက်ကဘာလို့အောင်လဲဆိုတော့ဒီဖဲလေးတွေကိုဆရာကဒီမှာ
ဒီလိုလေးပေါက်ထားလိုက်မှာကွာ ဟုတ်ကဲ့ နော်အဲ့တော့အခုဒီမှာဆိုလို့ရှိရင်ဒါလေးကကင်းမယ်လေး ဟုတ်ကဲ့ ဟုတ်ပြီနော်အဲ့တော့ဆရာတို့ကဘာလုပ်အောင်လဲဆိုတော့ဒီမှာကတစ်နော်အဲ့တော့ဆရာတို့ကထိုးပြီဆိုလို့ရှိရင်ဘယ်အောင်ထိုးအောင်လဲဆိုတော့ကင်းကိုထိုးအောင် ဟုတ်ကဲ့ ကဲကင်းထိုးကြည့် အာခင်ဒါလေးပေါ့ ဟုတ်ဘူး ဟာ ကျွန်တော်တစ်ချက်ထပ်ပြကြည့် အာခင်ဒါကွာဟာ ဘယ်မှာလဲကင်းရ ဒီမှာ ဒီမှာဟုတ်ပြီနော် ဟုတ် အဲ့ဒါလေးကအခြေခံနည်းလေး ဟုတ် အဲ့တော့ ကဲ့ ဒါလေးရတော့အရင်ချက်လိုက်ပေါ့နော်ဒါလေးပြီးသွားပြီဆိုတော့မှကျွန်တော်ကနောက်အပတ်တွေမှာဒီတက်ပို့ပြီးတော့ကစားလို့ကောင်းတာလေးထပ်ပြီးတော့သင်ပေးမယ်အခုပထမဆုံးဒါလေးပဲကျွန်တော်အရင်သင်ပေးမယ်ပထမဆုံးကျွန်တော်တို့ကတစ်ရဲ့ကင်းရဲ့တစ်ရဲ့ကို၃ချက်အခုလိုလေးဖြန့်ထားမယ် ဟုတ်ကဲ့ ဖြန့်ထားပြီးတော့ဒီတစ်နဲ့ကင်းနဲ့ကိုကျွန်တော်တို့ကဒီလိုစောင်းစောင်းလေးကင်ထားမယ်ဟုတ်ပြီနော်ကင်ထားပြီးတော့မှောက်လိုက်တဲ့အချိန်မှာကျွန်တော်တို့ကဒီလိုလေးမှောက်ရင်းနဲ့ဒါလေးကိုချလိုက်တော့ပိတ်သက်ကဒါဘာလို့ထင်လဲ ကင်းလို့ ကင်းလို့ပဲထင်ပါလှန်ကြည့်လိုက်ကင်းဖို့တစ် ဟာ ဒီမှာကင်းနော်ပထမတစ်ချက်ပြန်ပြမယ်နော်ကင်းတစ်မှောက်လိုက်တာနဲ့တပြိုင်နက်တကယ်တော့ဒီဘက်မှာတစ်ရှိတယ်လေတစ်ကထိတ်ကိုရောက်သွားတာဟုတ်တယ်နော်ဒါပေမဲ့အဲ့ထိတ်ကိုဒီတိုင်းရောက်သွားရင်တက်ကြီးမှန်သိတာလေကွာဆိုတော့လက်ကလေးကိုဒီလိုလေးရွှေ့လိုက်တယ် ဟုတ် ရွှေ့လိုက်တော့ဘာဖြစ်သွားလဲဆိုတော့ဒါလေးကကင်းပုံစံမျိုးဖြစ်သွားတယ်ပြန်ပြမယ်နော်စောစောလုံးကဒီလိုလေးကင်ထားမယ်မှောက်လိုက်တာနဲ့တပြိုင်နက်ရွှေ့လိုက် ဟုတ်ကဲ့ ရွှေ့လိုက်တော့ဘာဖြစ်သွားလဲဆိုတော့ဒီမှာလူတွေကကင်းလို့ထင်တယ်တကယ်တော့သူကကင်းမဟုတ်ဘူးကင်းဖြစ်နေပြီဟုတ်ပြီနော်ဒါထားလိုက်တော့ဒါကတကယ်တော့ကင်းဖြစ်သွားပြီကင်းဖြစ်သွားပြီဆိုတော့ဆရာတို့ကဒီမှာဒီဘက်တစ်ဖဲလေးကိုအောက်မှာထားလိုက်တယ်ပတ်လက်လန်ပြလိုက် ဟုတ်ကဲ့ လှန်ပြပြီးတော့ဒီမှာတော့တစ်ဆိုပြီးတော့ဒီဘက်ကိုချလိုက်တဲ့အချိန်မှာဒီတစ်ကိုမချဘဲနဲ့အပေါ်ကကင်းလေးကိုရုတ်တရက်ချလိုက်မယ် ဟုတ်ကဲ့ဗျာ ဒါဆိုရင်ဒီမှာပါချင်ခဲ့တယ်တစ်ပဲချင်ခဲ့မယ်ဒါဆိုရင်တစ်ကင်းအဲ့ဒါမြင်ထားတာဒါကင်း ကင်း တကယ်တော့ဒီမှာတစ်သူကဒုတိယအချိန်ထပ်ပြောဆိုရင်ဒါကပြထားတာဖြစ်တဲ့အတွက်ဒါသိကြတယ်ကွာဒါတစ်ဆိုတဲ့အတွက်ဒီကောင်ကင်းပဲဖြစ်မှာဆိုထိုးတော့ခါမှာတစ်ဖြစ်သွားတယ်နောက်ဆုံးဒီဘက်မှာကကင်းကရောက်တယ်သဘောပေါက်လား ဟုတ်ကဲ့ဗျာ နော်ဟုတ်ပြီအဲ့တော့ခုအားလုံးကကြည့်ရှုအားပေးနေကြတဲ့ပရိသတ်တွေအားလုံးလည်းအခုဒီဖဲသုံးချက်ပြောက်ွက်လေးအခြေခံလေးကိုဒီအဆင့်လေးကိုရားလိုက်မယ်လို့ယုံကြည်မျှော်လင့်ပါတယ်နောက်ပတ်တွေမှာလည်းဒီတဲ့ပို့ပြီးတော့ကောင်းတဲ့ကျွန်တော်တို့ဖဲသုံးချက်ရဲ့ဒီတဲ့နက်နဲတဲ့ကျွန်တော်အဆင့်လေးတွေထပ်ပြီးတော့ကျွန်တော် sharing လုပ်ပေးဦးမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့ Magician Mask ခေါ်လေးနေပဲဖြစ်ပါတယ်ခင်ဗျာ